ကဲမင်္ဂလာပါလူပြောက်ခြင်းရတော့မယ်နော်ဒီပတိလမ်းမပေါ်မှာရောက်ကိုခဲ့ပါသည်ကဲတော်ပင်အောက်ကခုံတွေမှာထိုင်ပူခဲ့ပါသည်သူရဲ့ကျွန်တော်ရဲ့ချစ်နေစိမ်မှာမနေကကြောင်းကန်တဲ့လူမရှိလို့လိုက်ရှာသည်သူလန်သေးတော့ရောက်ခဲ့ပြီးဘယ်စီကိုများပြောင်းလို့သွားခဲ့သည်ရက်ခွက်သေးကလူတွေလာပြီးပြောနေပြီနောက်တယောက်တွေ့တော့လေသည်ဒါတော့ဖြစ်နိုင်သည်